ကောင်းမိုးကမလုံးတော့မိုးတန်ကိုခံနေရတာအမှန်ပဲဒါပေမဲ့မိုးရွာတဲ့အကြောင်းဟာကိုတယောက်တည်းကြောင့်တော့မဟုတ်ဘူးစီမီခန့်တော့မိုးညာတကောင်ဟာပုံမောင်တလို့ရှိတာအမှန်ပဲဒါပေမဲ့လကွယ်တဲ့အကြောင်းဟာကိုတယောက်တည်းကြောင့်တော့မဟုတ်ဘူးလောကရဲ့ထောင်စဉ်ပြောင်းလဲခြင်းအောင်မှာချစ်ချင်းရဲ့အရာရာလိုက်လျောမှုသဘောနဲ့အစင်ပြေအောင်နေနိုင်ဖို့ပဲလူတန်းစီမရှိတော့ဘဝတန်ကိုခံနေရတာအမှန်ပဲ